Bitcoin ဒီရှိရချင်းရဲ့ဒီကတော့ကျဒါမှမဟုတ် decentralization ကျွန်တော်တို့ဘဏ်မှာပတ်စံသွားလွှဲတဲ့အခါပေးရတဲ့ဝန်ဆောင်ကားတွေဝေလဲဖို့တဲ့အချိန်ကြာကြီးဘဏ်မှာစောင့်ရတာတွေပိတ်ရက်တွေမှာငွေလွှဲလို့မရလာကြီးကြုံမှုကြမှာပါပိုဆိုးလာကကျွန်တော်တို့ဘဏ်မှာဆူထားတဲ့ပတ်စံတွေကတကယ်ကောစိတ်ချရပါမလားဆိုတာပါပဲကျွန်တော်တို့အနေနဲ့2008ခုနှစ်ကမ္ဘာဘဏ္ဍာရေးအကျက်တဲကြောင့်ဘဏ်စနစ်ကြီးဘလောက်အားနည်းချက်ရှိတယ်ဆိုတာမြင်ခဲ့ရပါတယ်အဲ့ဒါအပြင်ကျွန်တော်တို့မြန်မာနိုင်ငံကဘဏ်တွေဆိုလဲဘလောက်ထိအားနည်းချက်တွေပြည်နေတယ်ဆိုတာတတိထားမိမှာပါအဲ့ဒီလိုဂျာကန်အဖွဲ့အစည်းတွေရဲ့အမားတွေထပ်မဖြစ်အောင်လူတိုင်းကိုယ်တိုင်ကိုယ်ပတ်စံကိုထိန်းချုပ်နိုင်တဲ့ crypto ဆိုတာပေါ်လာတာပါ crypto မှာတုံးထားတဲ့အဓိကနည်းပညာကတော့ decentralization ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့အဲ့ဒီနည်းပညာအကြောင်းကိုရှင်းပြပေးသွားမှာပါပထမဆုံး decentralization ဆိုတာဘာလဲ decentralization ဆိုတာကဘယ်သူမှတအိုးနဲ့ထိန်းချုပ်လို့မရအောင်ဖန်တီးထားတဲ့စနစ်တနည်းပြောရရင်ဘဟုချုပ်ကံမှုကင်းတဲ့စနစ်ဖြစ်ပါတယ်ကမ္ဘာတဝန်းကလူတွေဒါမှမဟုတ်ကွန်ပျူတာ nodes တွေကထိန်းချုပ်တာတွေစစ်စစ်ဆုံးဖြတ်တာတွေစတဲ့လုပ်ပိုင်ခွင့်တွေခွဲဝေရယူထားတဲ့စနစ်ဖြစ်ပါတယ်ဘဟုထိန်းချုပ်မှုရှိတဲ့ centralized system နဲ့ဘာတွေကွာခြားလဲ centralized system မှာဆိုရင်ဖွဲ့စည်းတစ်ခုတည်းဒါမှမဟုတ်အာဏာရှိသူတယောက်တည်းကငွေလွှဲတာကိုစစ်ဆေးတာချဲလက်သိမ်းဆည်းတာစီကံချက်ထုတ်တာစတာတွေထိန်းချုပ်ပါတယ် decentralization system မှာတော့ဒီအလုပ်တွေကိုကွန်ပျူတာတွေအားလုံးမှာခွဲဝေလှုပ်ဆောင်ပေးရမှာဖြစ်ပါတယ်ဒါဆို decentralization ကဘယ်လိုလုပ်လို့လဲဆိုတာကိုပြောပြပေးသွားမှာပါနံပါတ်1ကွန်ပျူတာအများကြီးနဲ့လုပ်ပါတယ်ကမ္ဘာနှံ့ကမြို့အသီးသီးနိုင်ငံအသီးသီးမှာရှိတဲ့ကွန်ပျူတာတွေကို nodes လို့ခေါ်ပါတယ် nodes တစ်ခုစီမှာငွေလွှဲမှတ်တမ်းစင်းရဲလက်ချတစ်ခုစီရဲ့မိတူကိုအတူတူတင်ဆက်ထားပါတယ်နံပါတ်2ငွေလွှဲတဲ့အခါနှုတ်ပေါ်တန်းရောက်ပါတယ်ကျွန်တော်ကတငယ်ချင်းတယောက်စီကို crypto ပို့ချင်တယ်ဆိုပါစို့ကိုငွေလွှဲတဲ့အခါအဲ့ဒီအချက်လက်ကနှုတ်တစ်ခုလုံးစီကိုရှောက်သွားပါတယ်နံပါတ်3 nodes အားလုံးကိုဝိုင်းပြီးစစ်ဆေးပြီးကိုလွှဲလိုက်တဲ့ transaction ကိုနောက်ပေါ်ထဲကတခြား nodes တွေကဒီ transaction မှတ်ရလားပို့တဲ့သူမှတကယ်ပတ်စံရှိရလားတတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေနဲ့ကိုက်ညီရလားအဲ့ဒီအရာတွေကိုတေးချေချာစစ်ဆေးပေးပါတယ် nodes အများစုက okay မှန်တယ်လို့သဘောတူလိုက်ပြီးဆိုရင်အဲ့ဒီ transaction ကအတီးဖြစ်သွားပါလိမ့်ဒါကို consensus အများသဘောတူခြင်းလို့ခေါ်ပါတယ်နံပါတ်4မှတ်တမ်းတင်ပြီးအားလုံးကို update လုပ်တယ် consensus ရလို့အတီးဖြစ်သွားတဲ့ transaction ကို block တစ်ခုအနေနဲ့ထည့်လိုက်ပါတယ်ပြီးမှ node အားလုံးကိုသူတို့စီမှာရှိတဲ့စာရင်းအတိုင်း update လုပ်ကြပါတယ်ဒါကြောင့်ပဲ node အားလုံးစီက transaction စာရင်းတွေကအမြဲတမ်းတူညီနေတာပါနောက်ဆုံးတစ်ချက်ကပျက်စီးသွားဖို့ခက်ခဲပါတယ် transaction မှတ်တမ်းတွေကတကဘာလုံးက node အားလုံးမှာတင်ဆက်ထားတာပါဒါကြောင့်ပဲကွန်ပျူတာတစ်လုံးနှလုံးပြတ်သွားရုံနဲ့ system တစ်ခုလုံးထိခိုက်မသွားနိုင်ပါဘူး crypto လောကအတွက် decentralization ကဘယ်လောက်ရေးပါလဲဆိုတာကိုဆက်ရှင်းပြပါမယ်decentralization က crypto တွေဒီနေ့ခေတ်မှာတည်ရှိနေရတဲ့အဓိကအကြောင်းရင်းလည်းဖြစ်ပါတယ်။ဒါအပြင် user တဦးချင်းစီကိုလည်းဘလို့အကျိုးပေးလဲဆိုတာပြောပြပေးသွားမှာပါ။ငွေလွှဲဖို့ကြားခံလို့ဘဏ်ဆိုရမလိုတော့ပါဘူး။ centralized လို့ကြားခံလို့မလိုတော့ပဲတယောက်နဲ့တယောက်ဓာတ်ရိုက်ငွေလွှဲလို့ရပါတယ်။ဒါကြောင့်လေချိန်မီငွေလွှဲလို့ရတယ်လို့ဝေဆောင်ကလည်းတက်တာပါတယ်။ယုံကြည်စိတ်ချရတယ်။ကိုယ့်ရဲ့ transition time ကို node ထဲက nodes အားလုံးကဝိုင်းပြီးစစ်ဆေးပေးပါတယ်။ဒါကြောင့်ပဲတယောက်ယောက်ကလိမ်လေးကိုစူးစမ်းရင်တော့လိမ်လို့လုံးဝမရပါဘူး။ transaction မှတ်တမ်းကိုပြန်ပြင်လို့မရပါဘူး။ note တိုင်းမှာအရင်ကပြုလုပ်ဖို့ခဲ့ရဲ့ငွေလွှဲမှတ်တမ်းအားလုံးရဲ့ copy ရှိပါတယ်။ဒါကြောင့်ပဲမှတ်တမ်းတစ်ခုကိုပြန်ပြင်ဖို့ဥပမာငွေလိမ်ဖို့ဆိုတာကလက်တွေ့မှာမဖြစ်နိုင်တဲ့လောက်ပါပဲ။ဥပမာပြပါဆိုရင်အကောင့်ဆုံးဥပမာကတော့ Bitcoin လိုပဲပြောချင်ပါတယ်။ဘာလို့မဆို Bitcoin note တစ်ခုကိုကိုယ်တိုင် run နိုင်ပါတယ်။ဘယ်ဘခုပဲဘယ်ကုမ္ပဏီကမှ Bitcoin ကိုထိန်းချုပ်လို့မရပါဘူး။ကိုက Bitcoin ပို့လိုက်တဲ့အခါပေါ်မှာပြောခဲ့တဲ့ decentralized စနစ်တိုင်း note အားလုံးကတုံ့ဆောင်ပေးပါတယ်။လောက်ဆို crypto မှာ decentralization ကဘလောက်ရေးပါလဲနားလည်လောက်မှထင်ပါတယ်။ဒါဆို decentralization ရဲ့အားသာချက်နဲ့အားနည်းချက်ကပါရည်လေ decentralization မှာအားသာချက်တွေရှိသလိုအားနည်းတဲ့တချို့လည်းရှိပါတယ်။အားသာချက်တွေက centralized ထက်ပိုပြီးလုံခြုံတယ်ပိုပြီးလွတ်လပ်တယ် centralized စနစ်မဟုတ်တာကြောင့်ကို crypto တွေဆုံးရှုံးဖို့ risk နည်းပါလေ။ဒါအပြင်ကြားခံမလို့ရှင်းပြီးငွေလွှဲလို့ရပါပို့ပြီးပုံမှန်လင်းလင်းရှိပါတယ်။ note အားလုံးမှာ user တွေရဲ့ transaction အချက်အလက်တွေကိုအချိန်မရွေးဝင်ကြည့်နိုင်ပါတယ်။ပိတ်ဆို့ဖြတ်စီရင်ခက်ခဲပါတယ်။ transaction မှတ်တမ်းတွေကတနေရာထဲမှာမဟုတ်ဘဲ note အားလုံးမှာတင်ဆက်ထားပါတယ်။ဒါကြောင့်ပဲအစိုးရဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုကပိတ်ဖြစ်ဖို့ဖြတ်စည်းဖို့မဖြစ်နိုင်ပါဘူး။ဒါဆိုအားနည်းချက်ကဘာတွေဖြစ်မလဲ။ဆုံးဖြတ်ချက်ချတာ update လုပ်တာတွေအချိန်ယူရပါတယ်။ဘာလို့ဆို note အားလုံးရဲ့သဘောတူညီချက်ကိုယူရလို့ပါ proof of work လို့ consensus စနစ်တွေမှာကွန်ပျူတာစွမ်းအားလက်စစ်စားအားပို့ပြီးတော့လိုအပ်ပါတယ်။တခါတလေမှာငွေလွှဲနှုန်း transaction speed နေတာမျိုး transaction fee အများများတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။ decentralization လာကိုယ်တိုင်ထိန်းချုပ်တာဖြစ်လို့ဝေမလွှဲတာတွေတခြား network တစ်ခုကိုမှားလွှဲတာတွေဖြစ်တတ်ပါတယ်ဒီလိုမျိုးဖြစ်လာရင် centralized စနစ်လို့ customer support တွေမရှိပါဘူးဒါကြောင့်ကိုမှားလွှဲမိလိုက်တာနဲ့လုံးဝပြန်မရနိုင်တော့ပါဘူးတကယ်တော့ decentralization ဆိုတာက crypto ကိုဘယ်သူမှထိန်းချုပ်လို့မရအောင်ကိုယ့်ရဲ့ငွေတွေကိုကိုယ်တိုင်အပြည့်အဝထိန်းချုပ်နိုင်အောင်ဖန်တီးပေးထားတဲ့အဓိကစိတ်အကူတစ်ခုပဲဖြစ်ပါကိုယ်ပိုင်ငွေကြေးတွေကိုကိုယ်ပိုင်ထိန်းချုပ်ရတဲ့စနစ်ဖြစ်တာကြောင့်
ကိုယ့်ရဲ့ crypto ကိုလုံလုံခြုံခြုံထားဖို့ဟာကိုယ့်ရဲ့တာဝန်ဖြစ်တဲ့ဆိုတာကိုလုံးဝမမေ့တဲ့မှာဒီလိုမျိုး crypto နဲ့ပတ်သက်တဲ့ဘ ഹു တုဒရစရာတွေစပ်ပြီးတင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်တို့ crypto ချင်း channel ကို follow လုပ်ခဲ့ဖို့မမေ့ပါနဲ့ဦးဗျ